ကြီးကားတဲ့ကဘလူးမဝင်စီက6လက်နေတဲ့အင်ကြီးရဲ့အဓိကအကြောင်းရင်းပေါ်ထွက်လာခဲ့ပြီလေဖြစ်ပါတယ်။ရန်ကုန်မြို့ကြီးလိုလူနေထူထပ်ပြီးစီကားတဲ့မြို့ကြီးပြကြီးမှာတရေတစီ6လက်နေဆိုတာရုံနှန်းပုံမြင်တစ်ခုလိုထင်ရပေမဲ့တကယ်တမ်းကိုမျက်စိရှိမှတဲ့ပစ္စည်းတွေလေတဲ့ပြန်ဝဲလာပြီဆိုရင်တော့ဘဒူးမှမယုံမဲနေနိုင်မှာမဟုတ်ပါဘူး။ဒီကနေ့လူမှုကွန်ရက်မှာဟိုးလေးကြော်ကြော်ဖြစ်နေတဲ့တာကေတမြို့နယ်ကထိတ်လန့်6ချားပွဲဟာပုံကတိုက်ခံရတဲ့အင်ကြီးအကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ဖြစ်စဉ်ရဲ့အဓိကဇက်ခုံကတော့တာကေတမြို့နယ်၄ရပ်ကွက်တောင်ပိုင်းမှာရှိတဲ့နေအိမ်တိမ်မှာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့2ပတ်လောက်ကစတင်ပြီးဒီအိမ်ကြီးထဲမှာတာမန်မဟုတ်တဲ့ထူးခြားစမ်းကြယ်မှုတွေဇက်တိုက်ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။အစပိုင်းမှာတော့ညဘက်တွေမှာပလင်းတွေဖန်ခွက်တွေအလိုလိုလွှင့်စင်လာပြီးပြစ်ပေါက်ခံရတာပါ။ဒါပေမဲ့နောက်ပိုင်းမှာတော့နေကင်းကြောင်တောင်နေလယ်ဘက်ကြီးမှာပါပစ္စည်းတွေလေထဲကနေအလိုလိုပြန်ဝဲလာပြီးအိမ်သားတွေကိုရန်ပြုတ်လာတဲ့အထိအခြေအနေကဆိုးရွားလာခဲ့တာလည်းဖြစ်ပါတယ်။လူရိတ်တွေ့လို့အိမ်ကြီးချင်းတွေနဲ့လူအုပ်စုလိုက်အိမ်ထဲဝင်ရှာပေမဲ့ဘယ်သူမှမတွေ့ရဘူးလို့ဆိုပါတယ်။အခြေအနေတွေထိမ့်မနိုင်သိမ့်မရဖြစ်လာတဲ့အတွက်ရဲတပ်ဖွဲ့မိတပ်တပ်ဖွဲ့နဲ့လုံခြုံရေးတာဝန်ရှိသူတွေပါအဆိုပါနေအိမ်ကိုရောက်ရှိလာရတဲ့အထိဖြစ်ပေါ်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒီတည်င်းကြောင့်လာရောက်ကြည့်ရှုတဲ့တည်င်းစူးစမ်းသူတွေလူအုပ်ကြီးကလည်းအိမ်ရှိမှာကြိတ်ကြိတ်တိုးစီကားနေတာလည်းဖြစ်ပါတယ်။ဒီလိုထူးဆန်းတဲ့ဖြစ်ရပ်တွေဇက်တိုက်ဖြစ်ပေါ်လာတဲ့အခါရက်ကွက်ထဲမှာကောလာဟာလတွေအမျိုးမျိုးထွက်ပေါ်လာပါတယ်။အစပိုင်းမှာတော့ဒေတာကန်တော်တော်များများကလမ်းထိပ်မှာရှိတဲ့ဗရောက်ပင်ကြီးကြီးကိုခုတ်လှဲလိုက်တဲ့အတွက်အဲ့ဒီတစ်ပင်မှာမိခိုနေထိုင်နေတဲ့နာနာဘာဝတွေကနေရာပြောက်ပြီးအခုလိုအိမ်ထဲကိုဝင်ကရန်ပြူတာလို့ယူဆကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာရဲ့ဇင်းမြစ်အမှန်ကိုနောက်ဆုံးရှာဖွေဖော်ထုတ်လိုက်နိုင်တဲ့အချိန်မှာတော့အားလုံးပဲအံ့ဩထိတ်လန့်သွားရတာလည်းဖြစ်ပါတယ်။အိမ်ထဲမှာဖြစ်ပျက်နေတဲ့ပုံတကတိုက်လူ6လမ်းမှုတွေရဲ့အဓိကတရားခံဟာအိမ်နေရာမှာချိတ်ထားတဲ့ပကြီးကားတစ်ချက်ကြောင့်ဖြစ်တာကိုတွေ့ရှိခဲ့ရပါတယ်။ပိုပြီးကြက်သိန်းထစရာကောင်းတာကအဲ့ဒီပကြီးကားမှာကြောက်မက်ဖွယ်ကောင်းတဲ့ဘလူးမတကောင်ရဲ့ဝိညာဉ်ကဝင်ရောက်ပူးကတ်နေပြီးအိမ်သားတွေကိုဒုက္ခပေးနေတာလို့ဆိုပါတယ်။ပကြီးကားတစ်ချက်ကအခုလိုအိမ်တစ်လုံးကိုဖျက်လို့ဖျက်စီးလုံနိုင်တဲ့အထိဝိညာဉ်ရဲ့ဆွမ်းအားကကြီးမားနေခဲ့တာပါ။တကယ်တော့တာကေတမြို့နယ်မှာအခုလိုထူးခြားစမ်းကြယ်တဲ့အဖြစ်အပျက်မျိုးကြုံတွေ့ရတာဒါပထမဆုံးကြိမ်တော့မဟုတ်ပါဘူး။ဒေတာကန်ရဲ့ပြောပြချက်အရလွန်ခဲ့တဲ့1998ခုနှစ်ဝန်းကျင်လောက်ကလည်းအခုလိုအလားတူဖြစ်ရမျိုးအကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။အဲ့ချိန်တုန်းကတော့အိမ်ဆောက်ဖို့အတွက်မြေဖို့ရမှာကားသမားတွေကတင်းချိုင်းကမြေကြီးတွေကိုတည်ယူလာခဲ့မိရာကနေစတင်ခဲ့တာပါ။တင်းချိုင်းမြေနဲ့အတူပါလာတဲ့မကျွတ်မလွတ်တဲ့ဝိညာဉ်တွေကြောင့်ရက်ကွက်ထဲမှာအတော်လေးကိုအနှောက်အယှက်ဖြစ်ရပြီးနောက်ပိုင်းမှာဆရာတော်တန်ဃာတော်ကြီးတွေပရိတ်တရားတွေအဆက်မပြတ်ရွတ်ဖတ်တဲ့ဆယ်မှာတော့အဲ့ဒီ6လမ်းမှုတွေကင်းစင်ပျောက်ကွယ်သွားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာတော့အိမ်သားတွေကိုနေညမပြတ်ထိတ်လန့်6ချားစေတဲ့အဓိကတရားခံဖြစ်တဲ့ဘလူးမဝင်းကျင်ဝင်ပူးနေတဲ့ပကြီးကားကိုအိမ်ထဲကနေလုံးဝဖယ်ရှားယူဆောင်သွားပြီလို့သိရပါတယ်။ပကြီးကားကိုဖယ်ရှားလိုက်ပြီဖြစ်ပေမဲ့အိမ်ထဲမှာကိန်းအောင်ကျက်ရစ်နေတဲ့အငွေ့အသက်တွေနဲ့နောက်ဆက်တွဲအနှောက်အယှက်တွေအပီးတိုင်ကင်းစင်သွားစေဖို့အိမ်ရှင်တွေဘက်ကဆက်လက်ပြင်ဆင်နေပါတယ်။1998ခုနှစ်ကလိုပဲဘုန်းကြီးကျောင်းကဆရာတော်တန်ဃာတော်တွေကိုပင့်ဖိတ်ပြီးပိဋိတရားကမဝါစာတွေနာယူဖို့စီစဉ်နေကြပါတယ်။တကယ်လို့ပိဋိတရားတွေနဲ့မှအစင်မပြေဘူးဆက်ပြီး6လက်နေဦးမယ်ဆိုရင်တော့နောက်ဆုံးအဆင့်အနေနဲ့စစ်တပ်အမိန့်နဲ့အဆိုပါနာနာဘာဝတွေကိုနှင်ထုတ်ရတဲ့အထိလှုပ်ဆောင်သွားရမယ်လို့ဒေတာကန်သတင်းရင်းမြစ်တွေကနေသိရှိရပါတယ်။ဤပညာတွေတိုးတက်လာတဲ့ခေတ်ကြီးမှာတော့တာမန်မျက်စိနဲ့မမြင်နိုင်တဲ့လောကကြီးရဲ့လှုပ်ဝက်ချက်တွေကရှိနေဆဲပဲဖြစ်ပါတယ်ပရိသတ်ကြီး